အသက်40အမျိုးသားလည်းရှိတယ်ဒါပေမဲ့တူတူနေချင်းစိတ်ကမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့အိမ်တော်ရေးကိုထိမ့်သိမ်းခြင်းနဲ့အမျိုးသမီးတွေထိမ့်သိမ်းဖို့အရေးတခြားသူနောက်ကိုမပါဖို့ရေးအကြောင်းမျိုးကြောင့်ပေါ့ကိုယ့်ရဲ့ဆန္ဒကိုလိုက်လို့ဖို့အတူနေဖို့ကြိုးစားတိုင်းမှာဒီပြဿနာတွေကြုံနေရင်နော်မိန်းကလေးကဒီအမျိုးသမီးကတခြားယူဆိုင်ဖို့လိုအပ်နေပြီအဲ့ဒါကဘာလဲဆိုတော့မင်းမကို6တွေ့လုံးပြီးတော့ဒီအတူနေတဲ့ခါမှာနာကျင်တာလုံလောက်တဲ့အဆိုတက်အရေးအချွဲကမထွက်လာတဲ့ခါပေါ့နော်အဲ့တော့နာကျင်မှုပုတ်တိုက်မှုပုံများလေနာကျင်မှုကပုံများလေဖြစ်သွားတာပေါ့နော်အဲ့လိုအခြေအနေကဘာကြောင့်ဖြစ်တာလဲဆိုတော့အမျိုးသမီးတွေရဲ့ estrogen နဲ့ progesterone ဆိုတဲ့ဒီဟော်မုန်းနှစ်ခုလုံးက estrogen ကပို့ပြီးတော့ဒီအသက်အရွယ်ရောက်လာတဲ့ခါမှာပို့ပြီးအားနည်းလာတဲ့ခါမှာမိန်းကလေးတွေကအယိုးပွားလွယ်တာနော်ဒါဒူးစစ်တွေခြေစစ်တွေအယိုးပွားလွယ်တယ်နောက်တစ်ခုကအဲ့ဒီတူနေဖို့နေစိတ်ဆန္ဒနဲ့တယ်မိမကို6တွေ့တယ်ဆိုတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုပြီးတော့ဆရာမမဆုကြီးရဲ့ page တွေ account တွေကနေအများကြီးလာမေးကြတယ်အဲ့တော့မိန်းကလေးတွေအတူနေဖို့စိတ်ဆန္ဒနည်းနေတဲ့အကြောင်းရင်းဆိုရင်တော့ပြန်ပြီးတော့ferrovit လိုမျိုးဗီတာမင် E လိုမျိုးပေါ့နော် evening prime wine ပါတာတွေတောက်နောက်ပြီးရင်အသားရည်နဲ့အယိုးအတွက်က calcium magnesium ပါတဲ့ဓာတ်စာတွေတောက်ပေါ့နော်ဒါမျိုးလေးတွေတောက်လို့ရတယ်ဒီအသက်အရွယ်မှာဓာတ်စာတွေဘာတွေမှမမီဝဲဘဲနဲ့တမရိုးကြနီးနဲ့ကျန်းမာလို့ရလားဆိုတော့ရပါတယ်ဒီဘယ်လိုပြောရမလဲအယိုးပြုတ်ရည်လေးတွေတောက်တာမျိုးလေးတွေဒါမျိုးလေးတွေကြက်ဥလေးတွေကိုဒီနေ့ကိုနှလုံးပုံမှန်ပအောင်စားပေးတာမျိုးလေးတွေ protein ဓာတ်ပုံများအောင်စားပေးတာမျိုးပေါ့နော်အမျိုးသမီးတွေကအသက်30ကျော်လာတဲ့ protein ဓာတ်အသားဓာတ်ဆုံးရှုံးလာတယ်ချက်သားတွေကရော့အတွက်ဆုံးရှုံးလာတဲ့တန်ဖြစ်တယ်အဲ့တော့40မှာလည်းဒီလိုဖြစ်နေတယ်ဆိုရင်တော့မဖြစ်မနေအသားဓာတ်ပို့ပြီးတော့စားပါ protein ဓာတ်ပို့စားပါ protein ဓာတ် high protein ဓာတ်မြင့်တဲ့ဓာတ်စာ supplement လေးတွေလည်းမှီဝဲလို့ရတယ်ပေါ့နော်တကယ်လို့ဒီချက်မှာလာမေးကြတဲ့သူတော်များဒီချက်ကတော့အများနဲ့ဖြစ်ရှင်းပေးနေတဲ့နေရှိရဲအဲ့ဒီနေကတော့ protein ဓာတ်ပို့များတယ်ကျွန်တော်တို့က spirulina နဲ့ထုတ်ထားတဲ့ဓာတ်စာလေးရဲ့အမျိုးသမီးတွေအတွက်ခုနပြောတဲ့ ferrovit လိုမျိုးတန်တက်အားစေးပါတဲ့အရာတွေနောက်ပြီးတော့ဒီ glutathione တို့ niacinamide တို့ပါတဲ့အတွက်အသားရုပ်တွေလည်းပြန်ပြီးတင်းရင်းစေတဲ့ supplement မျိုးတွေဒါမျိုးတွေလည်းတောက်လို့ရတယ်တဲ့အိမ်အတွက်ကိုလည်းတင်းတင်းဖြစ်တာတွေဒါမျိုးတွေတစ်စုထဲမှာပါတဲ့ဆေးတစ်ခုတောက်လို့ရတယ်ပေါ့နော်ဒါမျိုးလေးတွေတောက်လို့ရတယ်ဒီချက်ကိုယ်တိုင်ကလည်းအမျိုးသမီးတယောက်ဖြစ်နေတဲ့အတွက်ကိုယ်တိုင်ကလည်းဒီဆေးလေးတွေမြည်ဝဲပါတယ်ရှင်အဲ့တော့အမျိုးသမီးတွေအနေနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာများရှိခဲ့ရင်ဒီချက် comment အောင်လေးမှာမေးခဲ့လို့ရတယ်အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ဒီမိမကိုကကျယ်နေလို့ပဲဖြစ်ဖြစ်အကြောင်းမျိုးကြောင့်ရွရွဲပြီးတော့စက်သားတွေကအလှုပ်ရှားမှုနည်းနေပြီးတော့ဆုပ်ယူစွမ်းအားနည်းနေတယ်ဆိုရင်တော့သုံးလို့ရတဲ့နည်းလမ်းလေးတွေသိကျင်တဲ့သူရှိရင်လည်းဖတ်ပြီးတော့ comment လေးမှာမှန်ခဲ့ပေးဦးနော်